တခုခုကိုအမှတ်မှားတာအထင်မှားတာကိုပြောချင်ရင်ဒီစကားလုံးလေးသုံးပြီးတော့ပြောတယ် mistaken ကျွန်တော်ခမအမှတ်မှားနေရလို့ထင်တယ်ဒီလိုပြောချင်ရင် I think you are mistaken အကယ်၍ကိုကမှားသွားတယ်ဆိုရင်တော့ကျွန်တော်မှားသွားတာဝန်ခံပါတယ်ကျွန်တော်အမှတ်မှားသွားတယ်ဒီလိုလေးပြောချင်နော် I stand corrected I was mistaken အားနာလိုက်တာဗျာကျွန်တော်အမှတ်မှားသွားတာပဲဖြစ်ရမယ်ဒီလိုလေးပြောချင်နော် I'm sorry I must have been mistaken ကျွန်တော်ဒါအမှတ်မမှားဘူးဆိုရင်ကျွန်တော်တို့အရင်ကစုံဘူးတယ်မလား Unless I am mistaken we have met before ဘလောက်ထိလာတဲ့အသုံးလေးလဲဒီချက်တော့အရန်သဘောကျတယ်ဒီချက်ပိုကောင်းတဲ့သင်ခန်းစာလေးတွေအများကြီးတစ်ချက်မှာသင်ပေးဖို့ရှိသေးတာမို့လို့ဒီချက်ရဲ့ page လေးရဲ့ဒီချက် YouTube channel လေးကို follow လုပ်ထားဖို့မမေ့နဲ့ပြီးတော့လေဒီချက်မှာတယောက်ရှိစီတည်တဲ့သင်တဲ့အပြင်အများနဲ့သင်တဲ့အတန်းလေးလည်းရှိတယ်ပြီးတော့ကိုအားလက်တဲ့အချိန်မှာသင်တဲ့ကြီးလေးတစ်ခါတည်းတွေ့ုံနဲ့ကိုယ့်ရဲ့သင်ခန်းစာလေးတွေကိုအများနဲ့ကိုကြိုက်တဲ့အချိန်ဝင်ကြည့်လို့ရမယ် offline lesson class လေးလည်းရှိတာမို့လို့စိတ်ဝင်စားလို့ဒီချက်ရဲ့အတန်းလေးတွေကိုတက်ချင်တယ်ဆိုလို့ရှိရင်ဒီ Viber number သို့မဟုတ်ဒီချက်ရဲ့ဒီ page Messenger လေးကနေပြီးတော့လာရောက်စုံစမ်းပြီးတော့အတန်းလေးအပ်လို့ရပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲ bye bye